ဆရာတော်ဝစ်စင်ထားတဲ့သင်္ကန်းဟာလည်းသွေးစွန်းနေပြီးသွေးညီနှံတွေကသူ့ရဲ့ခန္ဓာကိုယ်ပေါ်ကနေလှန်လှန်ကြီးထွက်ပေါ်လို့နေတာပေါ့ကိုရှိတီဟာသူ့မျက်စိရှိကယုံကြည်ရခက်တဲ့မြင်ကွင်းကိုကြည့်ရင်အိတ်ခမ်းတွေကသူ့ဇနီးရဲ့အခြေအနေကိုတွေးမိကအတန်တုံတုံရင်နဲ့လှမ်းမိလိုက်မိပါတယ်ဆရာတော်အရှင်ဗျာဒါဘလို့ဖြစ်ရတာလဲဗျာဆရာတော်ဦးစန္ဒာဟာဘာစကားတစ်ခုမှပြန်မပြောတော့ပဲသွေးတွေပေကျန်းနေတဲ့နှကန်းကိုဖြည်းဖြည်းချင်းတွန့်ကွေးပြီးမဲပြုံးကြီးတစ်ခုကိုပြုံးလိုက်ပါတော့တယ်။အဲ့ဒီအပြုံးဟာလူသားတစ်ယောက်ရဲ့အပြုံးမျိုးမဟုတ်ပဲသွေးအေးရဲဆက်တဲ့မိစ္ဆာတကောင်ရဲ့အောင်နိုင်သူအပြုံးမျိုးဖြစ်နေတာကြောင့်မြင်ရသူအပေါင်းကိုကြက်သိမ်းမွေးညင်းထသွားစေပါတယ်။ဒါပေမဲ့ကိုရှိတီကတော့ဆရာတော်ကိုဂယုမဆိုင်နိုင်တော့ပဲကြည်ကွေးနေတဲ့နှလုံးသားနဲ့အတူအိမ်ထဲကိုအတင်းတိုးဝင်လို့သွားတော့တာပေါ့။အမောင်ရိပ်တန်းနေတဲ့အိတ်ခမ်းထဲကိုရောက်သွားပြီးမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ကိုရှိတီရဲ့ကဘာကြီးတစ်ခုလုံးဝုန်းကနေပြိုလဲကျပျက်စီးသွားသလိုခံစားလိုက်ရသလိုပါပဲဇနီးတဲ့မနှင်းစီဟာအခန်းအလယ်ကသွေးအိုင်ကြီးထဲမှာဆက်စုပ်ဖွေရနစ်မြုပ်ပြီးလဲလျောင်းလို့နေခဲ့ပါတယ်လူမရဲ့မျက်လုံးအစုံဟာနာကျင်မှုကြောက်ရွံ့မှုနဲ့ပြင်းထန်တဲ့ဝေဒနာတွေကိုအစွမ်းကုန်ခံစားသွားရတဲ့ပုံစံမျိုးနဲ့ပြူးကျယ်လျက်သားသေဆုံးနေခဲ့တာပါသွေးနံနေနဲ့လှိုင်းနေတဲ့အခန်းထဲမှာသေဆုံးနေတဲ့ဇနီးတဲ့ရဲ့ရုပ်အလောင်းကိုကြည့်ပြီးကိုရှိတီဟာစကလုံးတွေပျောက်ရှကရှေ့မခိုင်နိုင်တော့ပဲလဲကြမတက်ဖြစ်သွားပါတော့တယ်မနှင်းစီရဲ့ဝမ်းပိုက်တစ်ခုလုံးမှာတော့ကြောင်မွက်ဖွယ်ကောင်းလာတဲ့ဟောင်းလောင်းပေါက်ကြီးဖြစ်လို့နေခဲ့ပြီးသွေးစိမ်းရှင်ရှင်တွေကကျမ်းပြင်ပေါ်မှာအိုင်ထွန်းနေပါတယ်။ပိုက်ထဲကအတွင်းကလေးစားတွေအားလုံးနီးပါးဟာလည်းတစုံတစ်ခုကအငမ်းမရနှိုက်ထုတ်စားတောက်သွားသလိုအစာအနာတော်မကြံတော့ပဲပျောက်ကွယ်နေတာပါ။အဆိုးဝါးဆုံးနဲ့ရင်းအနာရဆုံးအချက်ကတော့မွေးဖွားဖို့နီးကပ်နေပြီဖြစ်တဲ့တရေသားလေးတောင်ဝမ်းပိုက်ထဲမှာမရှိတော့ပါဘူး။မိခင်ဖြစ်သူရဲ့ဝမ်းပိုက်ထဲကနေတရေသားလေးကိုရက်ဆက်ကြမ်းကြုတ်လာတဲ့ဖုတ်ကောင်ကအစိမ့်လိုက်ဆွဲထုတ်ပြီးစားတောက်သွားခဲ့ပြီးဆိုတာသိတာလာပါတယ်။ဒီလိုရက်ဆက်လွန်တဲ့မြင်ကွင်းကြောင့်ကိုရှိတီဟာရင်ဘက်ကိုလက်နဲ့ဖိပြီးအသက်ရှူရအောင်ခက်ခဲသွားခဲ့ရတာပေါ့။အပြစ်မဲ့တဲ့သူ့ဇနီးနဲ့မမွေးသေးတဲ့သားလေးရဲ့ဘဝဟာမိစ္ဆာတကောင်ရဲ့အစားအစာအဖြစ်နဲ့အဆုံးသက်လို့သွားခဲ့ရပြီမဟုတ်လားဗျာနင်းစီကိုပြန်ထူပါဦးငါသားလေးရောပဲမလဲမင်းတို့သားအမိကိုငါမကယ်နိုင်ခဲ့ဘူးကိုရှိတီဟာအာအင်ကုန်ခန်းစွာနဲ့ဇနီးတဲ့ရဲ့ရုပ်အလောင်းပြီးမှဒူးထောက်လဲကျသွားပြီးမနှင်းစီနဲ့သားလေးရဲ့နာမည်ကိုတွတ်ခေါ်ရင်အသက်ကုန်အော်ဟစ်ငိုကြွေးနေပါတော့တယ်လက်တဲ့တော်အေးနဲ့ရွာသားတွေဟာလည်းဒီလောက်အထိရက်ဆက်ရုံမှလာတဲ့မြင်ကွင်းကြောင့်စကလုံးတစ်လုံးမှမဟနိုင်တော့ပဲစွန့်အားလို့နေခဲ့တော့တာပေါ့သူတို့တစ်သက်လုံးကြီးညိုလေးစားလာခဲ့တဲ့ဆရာတော်ဦးစန္ဒာဟာတကယ်တမ်းမှာတော့တရိษံတွေမကားပဲလူသားတွေရဲ့အသားနဲ့သွေးကိုပါမတ်မောစွာစားတောင်းနေတဲ့ဖုတ်ကောင်မိစ္ဆာကြီးတကောင်ဆိုတာကိုသူတို့ဘယ်တော့မှအိမ်မက်တောင်မမှန်ခဲ့ဘူးပါဘူးခမရကဆရာတော်မဟုတ်ဘူးခမရကဖျားသားတော်လည်းမဟုတ်ဘူးခမရကသွေးဆိုးဖို့ကမိစ္ဆာကြီးပဲကိုစိုးတင်ရဲ့ပြင်းထန်လာတဲ့ဆွဆွဲချက်စကားကိုကြားလိုက်ရတဲ့အခါဖုတ်ကောင်ကြီးဟာသွေးစိမ်းတွေပေးကျန်းနေတဲ့သူ့ရဲ့နှကန်းတွေကိုဖြည်းဖြည်းချင်းတွန့်ကွေးလိုက်ပါတော့တယ်အမောင်ထဲမှာဆက်စုပ်ယွန်ချပွဲရမဲပြုံးကြီးတစ်ခုကိုတုံ့ပြန်ပြုံးလိုက်တာဟာမြင်ရသူအပေါင်းကိုကြက်သိမ်းထစေပါတော့တယ်အခုမှသိတာလားမင်းတို့အားလုံးဟာငါရဲ့နောက်ထပ်စားတော့ပွဲအတွက်အကောင်းဆုံးအာဟာရတွေပဲမင်းတို့ရဲ့ကြောက်စိတ်တွေကငါအတွက်တော့အရှုံးမြိန်ဆုံးဟင်းခတ်အမွေးကြိုင်တွေပဲကွာအဲ့ဒီစကားရဲ့အဆုံးမှာတော့တဲစုရွာသားတွေရဲ့ရင်ထဲမှာမျောလင်းချက်ဆိုတဲ့အလင်းတန်းတွေအကုန်လုံးပျောက်သွားပြီးအဆုံးစွန်သောစိုးရိမ်ထိတ်လန့်မှုတွေကသာအစားထိုးဝင်ရောက်လို့လာပါတော့တယ်။သူတို့တသက်လုံးဖျားတဆူလို့အလေးအမြတ်ထားပြီးကိုးကွယ်ခဲ့တဲ့အပြင်ဘေးအန္တရာယ်ကနေအကာအကွယ်ပေးလိုက်မယ်လို့အကျွမ်းမဲ့ယုံကြည်ခဲ့တဲ့ဆရာတော်ဟာတကယ်တမ်းမှာတော့သူတို့ကိုရရဆက်ဆက်တက်ဖြတ်စားတောင်းမဲ့မိစ္ဆာကြီးဖြစ်နေခဲ့ပါတယ်။ဒီလိုခါတီလိုနဲ့အမှန်တရားကရွာသားတွေကိုယူသွမတက်တုံလုံးလျှောက်ရှာစေတာပေါ့ရွာသားတွေဟာကြောက်လန့်တကြားနဲ့တယောက်မျက်နှာတယောက်ကြည့်ရင်ဘသူကိုအားကိုးရမှန်းမသိဘသူစီမှာခိုးလုံရမှန်းမသိပဲလူသက်သမားရဲ့ရှေ့မှာတင်လမ်းပြောင်းလို့နေခဲ့ကြပါတယ်အမောင်တူထဲမှာသူတို့ယုံကြည်ခဲ့တဲ့အလင်းရောင်ကအစိတ်အတောက်အဖြစ်ပြောင်းလဲသွားတဲ့အခါတရွာလုံးဟာဘာလို့ရမှန်းမသိပဲတေမင်းရဲ့အရေးအောက်မှာငြိမ်သက်လို့နေခဲ့ရပါတော့တယ်မနှင်းစီနဲ့သူမရဲ့သားလေးရရဆက်ဆက်အသက်ခံလိုက်ရတဲ့တဲ့နဲ့ဆရာတော်ဦးစန္ဒာရဲ့စစ်မှန်တဲ့ဖုတ်ကောင်ရုပ်တွင်ဟာတရွာလုံးကို
တော်မီပမာပြန်ထန်လို့သွားတော့တာပေါ့ရွာသားတချို့ကတော့ကြောက်လန့်လွန်းတာကြောင့်မိသားစုတွေကိုပါခေါ်ပြီးအဝိတ်တစ်ထည်ကိုတစ်ခုနဲ့ရွာကနေအမြန်ဆုံးစွန့်ခွာပြီးထွက်ပြေးလာခဲ့ကြပါပြီဒါပေမဲ့ကြံရှိနေတဲ့ရွာသားအတော်များများကတော့သူတို့ရဲ့ဇာတိမြေသူတို့ရဲ့မိသားစုနဲ့ရွာကိုကာကွယ်ဖို့အတွက်နောက်ဆုံးအချိန်အထိတိုက်ပွဲဝင်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်သူတို့ရဲ့မျက်နှာတွေမှာကြောက်ရွံ့မှုတွေရှိနေခဲ့ပေမဲ့တစ်ဖက်မှာလည်းရဲရဲတောက်နေတဲ့အညို့အတေးတွေကနေရာယူလို့လာခဲ့တာပါကျွန်တော်တို့တွေတခုခုလုံးမဖြစ်တော့မယ်ဗျဒီမိစ္ဆာကြီးကိုနှိမ်နေနိုင်မယ်နီလန်ကိုရှာရမယ်ဒီတိုင်းသာလက်ပိုက်ကြည့်နေမယ်ဆိုရင်တော့ကျုပ်တို့တွေအားလုံးသူတယောက်မကျန်အကုန်သက်စားသွားတော့မှာဗျကျုပ်တို့မှရွေးချယ်စရာလမ်းမရှိတော့ဘူးတဲဆူရွာရဲ့လေလူတွေမှာတော့တေချင်းတရားရဲ့အေးစိမ့်လာတဲ့အငွေအသက်တွေစိတ်ဝင်နေသလိုမိစ္ဆာကိုပြန်လဲတိုက်ခိုက်ဖို့အတွက်ပြင်ဆင်နေတဲ့ရွာသားတွေရဲ့တင်းမာမှုတွေကလည်းလေထဲမှာအထင်းသားကြီးပြေလုံနေတာပေါ့အမောင်တူတွေမှာတစုံတရာကိုစောင့်ကြုံနေသလိုရွာကြီးတစ်ခုလုံးဟာလည်းဘာအတမ်းမှမထွက်ပဲရှောက်ရှားပွဲရတိတ်ဆိတ်လို့နေပါတယ်ဒီအချိန်မှာပဲရွာလူကြီးဦးသားစိန်ကကိုချစ်တီးရဲ့စကားကိုအလေးအနက်ထောက်ခံတဲ့အနေနဲ့ခေါင်းကိုတီတီငိမ့်ငိမ့်ညှိလိုက်ပါတယ်သူရဲ့မျက်လုံးတွေထဲမှာတော့အရင်ကထက်ပိုအားကောင်းလာတဲ့ဆုံးဖြတ်ချက်တွေနဲ့အတူမျှော်လင့်ချက်လေးနဲ့တကူရှိနေသလိုပါပဲငါအကြမ်းအမြင်နဲ့အစွမ်းထက်တဲ့အင်းစီယာကြီးတယောက်ကိုသိတယ်သူ့နာမည်ကဆရာကြီးဦးဆန်ရှားတဲ့ငါတို့ရွာနဲ့ကက်လျက်ရှိတဲ့တောမဖိုင်ရွာမှာနေတာကွာသူ့ရဲ့ဂုံသတင်းကတော့မသေးဘူးဟေ့ဘလို့ဝိညာဉ်စုံနဲ့ဖုတ်ကောင်မျိုးမဆိုနှိမ်နှင်းခဲ့တယ်လို့ဟာကြားဘူးတယ်ဒါဆိုရင်တော့ဘာလို့စောင့်နေကြတော့မလဲဗျာအခုပဲသွားကြရအောင်ဟိုမိစ္ဆာကြီးကလည်းကျုပ်တို့တရွာလုံးကိုတက်စားတော့မယ်လို့စိန်ခေါ်ထားပြီးပဲသူကျုပ်တို့ကိုအရင်မလုပ်ခင်ကျုပ်တို့ဘက်ကနေဥအောင်နှိမ်နှင်းရမယ်ဗျာဒီလိုနဲ့ရွာသားစုဟာညာရင်းချင်းပဲဒေါမဖိုင်ယာစီကိုအပြေးလွှားသွားရောက်ပြီးဆရာကြီးဦးဆန်ချာစီမှအကူအညီတောင်းခံကြပါတော့တယ်ဆရာကြီးဦးဆန်ချာဟာခန္ဓာကိုယ်မြင့်မြင့်တွယ်တွယ်အသက်အရွယ်ရနေပြီဖြစ်တဲ့ပုဂ္ဂိုလ်တူပါသပင်ဖြူဖြူတွေကိုရောင်နှုံထုံထားပြီးမျက်နှာတော်ဟာအေးချမ်းတည်ငြိမ်နေခဲ့ပေမဲ့တစ်ဖက်မှာလည်းပြတ်သားတဲ့အရှိန်အဝါတွေဖုံးလွှမ်းလို့နေပါတယ်အထူးသဖြင့်ဆရာကြီးရဲ့စူးရှာလာတဲ့မျက်လုံးအစုံဟာလူတစ်ယောက်ရဲ့အတွင်းစိတ်ကိုထိုးပေါက်မြင်နိုင်စွမ်းရှိတယ်လို့ပါပဲရွာသားတွေကတဲသူရွာမှာဖြစ်ပျက်ခဲ့တဲ့ထိတ်လန့်စရာအပြက်အားလုံးကိုအစကနေအဆုံးပြောပြနေတော့ဆရာကြီးဟာဘာမှဝင်မပြောဘဲတေချာအာယုံစိုက်ပြီးနားထောင်နေပါတယ်ထူးဆန်းတာကဆရာကြီးရဲ့မျက်နှာမှာအံ့ဩတုန်လှုပ်နေတဲ့အရေးအယောင်လုံးဝမတွေ့ရပဲအားလုံးကိုကြိုတင်သိရှိနေတယ်လို့တည်ငြိမ်နေခဲ့တာပါဒီဖုတ်ကောင်ကသူ့ရဲ့စွမ်းအားတွေကိုစူးစောင်းလာတာကြားပြီပဲအခုလိုလူရှိသူရှိပြောင်ကြကြထွက်လာပြီးတော့အမဲလိုက်ရဲတယ်ဆိုတာသူ့ရဲ့အစွမ်းတွေကအထွတ်အထိပ်ရောက်နေလို့ပဲပုံမှန်ဆိုရင်ဖုတ်ကောင်တွေကသူတို့ကိုသူတို့ဖုံးကွယ်ထားတတ်ကြတာကွာအခုတော့သူကဖုတ်ကောင်တဲ့ပို့ဆိုတဲ့ဇုံးကဝေလိုမျိုးဖြစ်နေပြီဒါမှမဟုတ်လေသူကိုယ်တိုင်ကကဝေတကောင်အဖြစ်ပြောင်းလဲသွားတာလည်းဖြစ်နိုင်တယ်ဆရာကြီးရဲ့စကားကြောင့်ရွာသားတွေဟာသူတို့ရင်ဆိုင်နေရတဲ့ရန်သူကထင်ထားတာထက်ပိုပြီးကြောက်မဖွယ်ရကောင်းနေမှန်းသိလိုက်ရပါတယ်။ဒါကြောင့်ကိုရှိတီဟာသူ့ရဲ့နာကျင်ကြေကွဲမှုတွေကိုအန်တူးရင်ဆရာကြီးဦးဆန်ချာကိုမျှော်လင့်ချက်အပြည့်နဲ့ပြောလိုက်တာပေါ့။သူ့ရဲ့မျက်လုံးတွေထဲမှာတော့ရှစ်လစွာသောဇနီးနဲ့သားလေးအတွက်လက်စားရှိခြင်းနဲ့အညိုအတီးတွေကမီလီယံပမာတောက်လောင်လို့နေတာပေါ့။ဆရာကြီးကျွန်တော်တို့ကိုကူညီပေးပါဗျာအဲ့ဒီမိစ္ဆာကကျွန်တော်မိန်းမနဲ့ကလေးကိုရဲရဲဆက်ဆက်တက်သွားခဲ့တာဗျာကျွန်တော်သူ့ကိုလက်စားရှိခြင်းနဲ့ဆရာကြီးဒီကောင်ကိုအပြစ်နှိမ်နှင်းပေးပါအောင်ဗျာအဲ့ဒီစကားကိုကြားတော့ဆရာကြီးဦးဆန်ချာဟာဘာမှပြန်မပြောသေးပဲမျက်စိကိုမိတ်ထားပြီးအာယုံဝင်စားလိုက်ပါတယ်ဒီအခါအခန်းထဲမှာခဏတာတိတ်ဆိတ်သွားပြီးတဲ့နောက်ဆရာကြီးကမျက်လုံးပြန်ဖွင့်ကကိုရှိတီးကိုအလေးအနက်စိုက်ကြည့်ပြီးပြောလိုက်ပါတယ်ကောင်းပြီငါကူညီပါမယ်ဒီညဟာအဲ့ဒီမိစ္ဆာကိုအပြင်ထွက်လာအောင်ငါတို့ဖိတ်ခေါ်ပြီးအပြက်နှိမ်နှင်းမယ်ညပဲဆရာကြီးရဲ့စကားကြောင့်ရွာသားတွေဟာကြောက်စိတ်တွေရှိနေသေးပေမဲ့တစ်ဖက်မှာလည်းအားကိုးရတခုရပြီဆိုတဲ့မျှော်လင့်ချက်တွေကြီးစိုးလာပါတယ်ဒီအချိန်မှာပဲဆရာကြီးကရွာသားအားလုံးကိုအထူးသတိပေးချက်တခုထပ်မံမှာကြားလိုက်တာပေါ့နေဝင်သွားတာနဲ့မင်းတို့တွေအားလုံးလှုပ်လက်စအလုပ်ကိုရဲပြီးအိမ်ထဲကိုအမြန်ဝင်ကြတကားတွေကိုအတွင်းကနေကြက်ထိုးပြီးလုံခြုံအောင်ပိတ်ထားကြပါအိမ်ပြင်ကိုလုံးဝဆင်းမလာခဲ့ကြနဲ့အိမ်ထဲမှာလည်းမီးရောင်တွေအလင်းရောင်တွေကိုလည်းမထွန်းထားကြနဲ့နော်အပြင်ကနေဘာအတမ်းပဲကြာဘလို့အရှိန်မျိုးပဲဖြစ်ဖြစ်တီးကျင်တဲ့စိတ်နဲ့ရှောင်းမကြည့်ကြနဲ့မင်းတို့တီးကျင်စိတ်ဖြစ်မိတာနဲ့အဲ့ဒီမိစ္ဆာကမင်းတို့ရဲ့ခန္ဓာကိုယ်တွေကိုဝင်ရောက်ဘူးကပ်ဖို့အတွက်အခွင့်အရေးရသွားလိမ့်မယ်ဖုတ်ကောင်ဖြစ်ဖြစ်ကဝေဆုံးဖြစ်ဖြစ်အားလုံးကအန်ဒီရဲ့ကြီးဟာကြီးပဲ
ဒီလိုနဲ့တဲစုရွာကလေးကရွာသားတွေအားလုံးဟာမျောလင်းချက်အလင်းရောင်တွေနဲ့ရွာကိုပြန်သွားခဲ့ကြတာပေါ့ဒီညဟာတခြားညတွေထက်ပိုပြီးမှောင်မိုင်းနေသလိုပတ်ဝန်းကျင်တစ်ခုလုံးကလည်းတုတ်တန်တစားပင်ကြီးလိုရှောက်ကက်ငိမ့်တယ်လို့နေတာပါတဲစုရွာကြီးတစ်ခုလုံးကိုလည်းထိတ်လန့်စရာကောင်းတဲ့အမောင်တူကြီးကလွှမ်းမိုးလို့ထားပါတယ်တဲစုရွာသားတွေအားလုံးဟာဆရာကြီးမှကြားထားတဲ့အတိုင်းအိမ်ထဲမှာအသက်ရှူဖို့တောင်ကြောက်နေကြသလိုငြိမ်သက်လို့နေခဲ့ကြတာပေါ့အိမ်ရှိတွေမှာလည်းမိအိမ်တစ်လုံးမှမထွန်းရဲကြပါဘူးအကြောင်းကတော့အလင်းရောင်ကပုတ်ကောင်ကြီးကိုသူတို့စီဆွဲဆောင်ခေါ်ယူသလိုဖြစ်မှာကောအသေးထိတ်မတက်စိုးရိမ်နေခဲ့ကြလို့ပါပဲအဲ့ဒီအချိန်မှာပဲဆရာကြီးဦးဆန်ရှားဟာရွာလေကကွင်းပြင်မှာတဦးရဲ့မတ်တက်ရက်နေပြီးကားရာမဏန်တွေကိုစတင်ရွတ်ဆိုပါတော့တယ်ဆရာကြီးရဲ့အတန်ဟာအစာပိုင်းမှာတော့အေးအေးဆေးဆေးနဲ့တည်ငြိမ်နေပေမဲ့မကြခင်မှာပဲရွတ်ဖတ်တန်အရှိန်အဟုန်ကမြန်ဆန်လို့လာခဲ့တာပါအဲ့ဒီအတန်တွေဟာဒေါသထွက်နေတဲ့လျှက်စီးတောက်တန်တွေလိုကြောင်မပွဲကောင်းအောင်ထက်မြက်လာပြီးပတ်ဝန်းကျင်တစ်ခုလုံးကိုတုန်ခါသွားစေခဲ့ပါတော့တယ်ဆရာကြီးရဲ့မန်နန်ရွတ်ဖတ်တန်တွေဟာတဲစုရွာရဲ့ထူထပ်လာတဲ့အမောင်တူကိုထိုးပေါက်ပြီးဘုံကွယ်နေတဲ့ဖုတ်ကောင်ကြီးကိုအပြင်ထွက်လာဖို့အတွက်ပြင်းပြင်းထန်ထန်စိန်ခေါ်နေသလိုပါပဲလေလူထဲမှာလည်းမန်နန်တွေရဲ့အစွမ်းကြောင့်ထူးဆန်းတဲ့စွမ်းအင်တွေပြည့်လာပြီးမိစ္ဆာနဲ့လူသားတို့ရဲ့အစုံအဖြတ်တိုက်ပွဲကအချိန်မရွေးစတင်တော့မဲ့အခြေအနေကိုရောက်ရှိလို့နေပါတော့တယ်ဆရာကြီးဦးဆန်ချားရဲ့ကာရာရွတ်ဆိုတဲ့အဆုံးသတ်သွားတာနဲ့တပြိုင်နက်တည်းရုတ်တရက်ဆိုသလိုလေပြင်းတွေဟာဝုန်းကနေတိုက်ခတ်လို့လာပါတော့တယ်။အဲ့ဒီလေပြင်းနဲ့အတူရှေးဟောင်းဖျားကျောင်းပြက်ကြီးရဲ့နောက်ဘက်အမောင်တူတွေကနေထွားကြိုင်းလှတဲ့အရိပ်မဲကြီးတစ်ခုဟာလေဟုန်ကိုစီးပြီးရွာကွင်းပြင်ကိုအရှိန်အဟုန်နဲ့ထိုးဆင်းလာခဲ့ပါတော့တယ်။အဲ့ဒီအချိန်လေလူတစ်ခုလုံးဟာကြောရိုးတဲ့အထိစိမ့်တက်သွားလာအောင်အေးစိမ့်ပြီးကြောင်းမဖွယ်ကောင်းတဲ့အငွေအသက်တွေလွှမ်းမိုးလို့သွားခဲ့တာပါအဲ့ဒီလေပြင်းတွေရဲ့ကြားထဲမှာပဲဖုတ်ကောင်အသွင်ပြောင်းနေတဲ့ဆရာတော်ဦးစန္ဒာဟာရုပ်ရှိဆိုသလိုပေါ်လာပါတော့တယ်ဆရာတော်ရဲ့မျက်နှာဟာအရင်ကောင်းတဲ့ပုံပြက်နေပြီးမျက်လုံးအစုံဟာလည်းသွေးရောင်လွှမ်းကကြောက်မက်ဖွယ်ကောင်းတဲ့မိစ္ဆာအလင်းတန်းတွေထွက်ပေါ်လို့နေတာပါအရင်ကဝစ်စင်ခဲ့တဲ့သင်္ကန်းတွေဟာလည်းစုပ်ပြက်နေပြီးအဲ့ဒီအောက်ကပေါ်ထွက်နေတဲ့အရေးပြားတွေဟာလူသေးတယောက်လိုဖြူရော်လို့နေခဲ့တာပါတကူလုံးမှလည်းမင်းနဲ့နေတဲ့သွေးကြောကြီးတွေကဖောင်းကြွလို့နေပြီးကြီးရသူအပေါင်းကိုပြိုးအန်ကျင်စရာကောင်းတော့အောင်ယွန်းချွယ်ဖြစ်နေခဲ့ပါတော့တယ်။ဟုတ်ကောင်ကြီးဟာမလုံးမရှက်ရက်နေရင်ဆရာကြီးဦးဆန်ချာကိုရန်ညိုးတွေပြည့်နေတဲ့မျက်လုံးတွေနဲ့စိုက်ကြီးကဟိန်းဟောက်လိုက်ပါတော့တယ်။ဟေးဖိုးကြီးမင်းကငါရဲ့အနားယူမှုကိုနှောက်ယှက်ရဲအောင်တတိကောင်းလာကြည်လား။မင်းကိုယ်သေးတွင်ကိုတူးနေတာပဲ။ဖုတ်ကောင်ကြီးရဲ့အတန်ဟာလေလူထဲမှာတုန်ခါပြီးကြားရသူတွေရဲ့စိတ်ကိုရှောက်ရှားသွားစေခဲ့ပါတယ်။ဒါပေမဲ့ဆရာကြီးဦးဆန်ရှားကတော့တုံလုံးရှင်းမရှိပဲတင်းငိမ်ပြတ်သားတဲ့အတန်နဲ့ပြန်လဲတုံ့ပြန်လိုက်တာပေါ့။မိစ္ဆာကြီးမင်းလုံခဲ့တဲ့ကံဟာမင်းစီကိုပဲပြန်လာမှာပါ။မင်းရဲ့ယုံမှမှုတွေအတွက်ဒီညဟာနောက်ဆုံးပဲကွာ။အဲ့ဒီစကားတန်ရဲ့အဆုံးမှာတော့ထူးဆန်းတဲ့အပြောင်းလဲတစ်ခုဖြစ်ပေါ်လာပါတော့တယ်။ဆရာကြီးဦးဆန်ချားရဲ့ခန္ဓာကိုယ်ဟာတိတိကျကျတုံခါလာပြီးအသက်အရွယ်ရနေပြီဖြစ်တဲ့ဆရာကြီးရဲ့ကြွက်သားတွေဟာလည်းမြင်တွေ့နေရတဲ့အရှိန်အဟုန်နဲ့တင်လျင်မြန်စွာဖောင်းကြွလို့လာခဲ့တာပါ။ဆရာကြီးရဲ့ခန္ဓာကိုယ်ပေါ်ကအင်ဂျီတွေဟာတင်းကျပ်လာခဲ့ပြီးသူ့ရဲ့ကိုယ်တွေကထွက်ပေါ်လာတဲ့မော်အစွမ်းတွေကြောင့်ပတ်ဝန်းကျင်ကလေထုကလည်းတုန်ခါလို့လာပါတော့တယ်။တချိန်တည်းမှာပဲဆရာကြီးရဲ့ကြောပြင်ကနေကြီးမားဝိုင်းဆက်လာတဲ့အတောင်ပံကြီးတစ်ခုဟာအရေပြားကိုဖောက်ထွက်ပြီးဝုန်းကနေထွက်ပေါ်လို့လာခဲ့တာပါ။ဆရာကြီးရဲ့မျက်နှာဟာလည်းတဖြည်းဖြည်းတွန်းလိန်လို့သွားခဲ့ပြီးမျက်လုံးအစုံဟာဖုတ်ကောင်ကြီးလိုပဲသွေးရောင်လွှမ်းတဲ့အနီရောင်အဖြစ်ကိုပြောင်းလဲသွားပါတယ်။ဒါအပြင်သူ့ရဲ့လက်နှစ်ဖက်မှာတော့ကြီးမားလေးလံလာတဲ့မောင်းစုံကြီးပွေကြီးကိုခိုင်မြဲစွာစုပ်ကိုင်လို့ထားတာပါတကယ်တော့ဆရာကြီးဦးဆန်ချာဟာအစွမ်းထက်လာတဲ့ကဝေပြန်အတက်ကိုတက်မြောက်ထားသူဖြစ်ပြီးအခုတော့သူကိုးခွေတဲ့ကဝေဆရာကြီးတွေကိုခန္ဓာကိုယ်ထဲမှာပူးကပ်ဝင်ရောက်စေကအတက်ပညာချင်းပြိုင်ဆိုင်နေတဲ့ဖိုးကောင်ကြီးကိုနှိမ်နှင်းဖို့ပြင်ဆင်လိုက်တာပဲဖြစ်ပါတယ်အခုဆိုရင်သကောဝိုင်းတောင်ပန်ကဝေပြန်ကြီးနဲ့သွေးဆုပ်ဖိုးကောင်ကြီးတို့ရဲ့အသေးအလဲတိုက်ပွဲဟာဒေါသတကြီးနဲ့စတင်ပါတော့တယ်ရွာလေကွင်းပြင်မှာတော့တပ်ထူတစ်ခုထိမှန်ပြီးအချိန်အဟုန်ပြင်းလာတဲ့တိုက်ခိုက်မှုတွေဟာလျှက်စီးလက်တလို့မျိုးမြန်ဆန်လွန်းလာပါတယ်။ဖုတ်ကောင်ကြီးဟာမီလီယံပမာတောက်လောင်နေတဲ့ဒေါသတွေနဲ့အတူထက်မြက်လာတဲ့လက်သေးကုတ်ချက်တွေကိုအသုံးပြုပြီးဆရာကြီးစီကိုတိုးဝင်တိုက်ခတ်လို့နေတာပါ။ဆရာကြီးဦးစံချာကတော့သူ့ရဲ့လက်ဆွဲတော်မောင်းစုံကြီးပွေကြီးကိုလေထဲမှာဝှေ့ရမ်းရင်ခုခံကာကွယ်တယ်လို့အခွင့်အာဏာနဲ့ပြန်လဲထိုးနှက်လို့နေတာပေါ့။
ကြည်ပွေကြီးနဲ့ဖုတ်ကောင်ကြီးရဲ့ခန္ဓာကိုယ်ကိုရိုက်မိတိုင်းမြေဟိန်းတန်ကြီးတွေလိုတုံခါသွားပြီးပြင်းထန်လာတဲ့အတန်ကြီးတွေထွက်ပေါ်လာပါတော့တယ်။ရိုက်ချက်တိုင်းမှာဖုတ်ကောင်ကြီးစီကနေနာကျင်လွန်းလို့အော်ဟစ်လိုက်တဲ့ဝေဒနာတန်တွေဟာတဲဆုရွာရဲ့ညှင်းနဲ့ထဲမှာကြောက်မက်ဖွယ်ကောင်းလောက်အောင်ကိုပဲ့တင်ထက်လို့နေတာပါ။ဖုတ်ကောင်ကြီးဟာသူ့ရဲ့သဘာဝလုံခွန်အားတွေရှိနေပေမဲ့လက်နက်မဲ့ပြန်လဲခုခံနေရတာကြောင့်ဆရာကြီးရဲ့ထိုးနှက်ချက်တွေအောက်မှာတဖြည်းဖြည်းအားနည်းလာခဲ့ပါပြီ။အရှင်ရလာတဲ့တိုက်ပွဲအလယ်မှာတော့ဖုတ်ကောင်ကြီးအနှင်းငယ်ရိုက်နေသွားတဲ့အခိုက်အတန့်ကိုဆရာကြီးဦးဆန်ရှာကအမိရအခွင့်ကောင်းယူလိုက်ပါတယ်။ဆရာကြီးဟာသူ့ရဲ့ခန္ဓာကိုယ်ထဲမှာရှိသမျှအစွမ်းကုန်အားတွေကိုစုစည်းပြီးမောင်းဆောင်ကြည်ပွေကြီးနဲ့ဖုတ်ကောင်ကြီးရဲ့ရင်ဘတ်တက်စီအားပါတရလွှဲရလိုက်ပါတော့တယ်။ဒီရိုက်ချက်ဟာဖုတ်ကောင်ကြီးရဲ့အသက်ဝိညာဉ်ကိုရှုံငိမ့်စေဖို့အတွက်ပြတ်သားတဲ့တိုက်ကွက်တစ်ခုလိုဖြစ်နေခဲ့တာပေါ့။ဝုံဆိုတဲ့အတန်ကြီးနဲ့အတူဖြူဖွေးတောက်ပွားတဲ့အလင်းတန်းကြီးတစ်ခုရုတ်တရက်ထွက်ပေါ်လာခဲ့ပြီးဖုတ်ကောင်ကြီးကိုလွင့်စင်သွားစေပါတယ်။ဖုတ်ကောင်ကြီးဟာမြေပြင်ပေါ်ကိုအရှိန်နဲ့ကျဆင်းသွားပြီးနာကျင်လုံးလို့ဟိုဘက်ဒီဘက်လူးလိမ့်ကအသေးအတန်အော်ဟစ်လို့နေခဲ့တော့တာပေါ့။ဒီအချိန်မှာပဲဆရာကြီးဦးဆန်ချာဟာအပေါ်မှာဝဲပြန်နေရင်တပြေးပြေးအောက်ကိုဆင်းကသူ့ရဲ့မောင်းဆုံကြီးပွေကြီးကိုမြေပြင်ပေါ်ရှာခဲ့လိုက်ပါတော့တယ်။ငရဲကိုပြန်သွားပြီးတော့မိစ္ဆာကြီးမင်းရဲ့ဝေကြွေးတွေဒီမှာနဲ့အဆုံးသတ်စေရမယ်။ဆရာကြီးကသူ့ရဲ့စကားတန်ဆုံးတာနဲ့ရင်ဘတ်ထဲမှာအမျက်တနိုးသိမ်းဆဲထားတဲ့လက်ဘဝကန်ရှိတဲ့အင်းတစ်တာလေးတစ်လုံးကိုထုတ်ယူလိုက်ပါတယ်။အဲ့ဒီအင်းတစ်တာလေးဟာဟောင်းနှွမ်းနေပြီးမြင်ယုံနဲ့တင်တစုံတရာတကိုးအာနုဘော်တွေကိန်းဝင်နေမှန်သိတာလာပါတယ်။အဲ့ဒီနောက်မှာတော့ဆရာကြီးဟာလေတံကိုမြင့်တင်ပြီးအားပါပြတ်သားတဲ့ဂါရမဏန်တွေကိုရွတ်ဆိုလိုက်ပါတယ်။ဆရာကြီးရဲ့မဏန်တန်တွေကြောင့်ဖုတ်ကောင်ကြီးရဲ့ခန္ဓာကိုယ်ဟာတုံခါလိုလာခဲ့ပြီးမိခိုးငွေတွေဟာကြောက်မက်ဖွယ်ကောင်းတဲ့အော်ဟစ်တန်ကြီးနဲ့အတူထွက်လာခဲ့တာပါအဲ့ဒီဝိညာဉ်စိုးလို့မိခိုးငွေတွေဟာလေထဲမှာရုန်းကန်နေခဲ့ပေမဲ့ဆရာကြီးဖွေးဟထားတဲ့အင်းတစ်တာလေးရဲ့ဆွဲငင်အားကိုမလွန်ဆန်နိုင်တော့ပါဘူးနောက်ဆုံးမှာတော့အညိုတေကြီးမားလာတဲ့ဖုတ်ကောင်ဟာနာကျင်စွာအော်ဟစ်ရင်အင်းတစ်တာလေးတွေကိုအလုံးအင်းနဲ့စုပ်ယူခြင်းခံလိုက်ရပါတော့တယ်မိစ္ဆာဝိညာဉ်တွေအားလုံးအထဲကိုရောက်သွားတာနဲ့ဆရာကြီးကအင်းတစ်တာကိုအမြန်ပိတ်ပြီးတဲဆုရွာရဲ့ရှောက်ရှားဖွယ်ညကိုအဆုံးသတ်လိုက်ပါတော့တယ်။ဆရာတော်ဦးစန္ဒာရဲ့ဝိညာဉ်စုံထွက်ခွာသွားတာနဲ့တပြိုင်နက်တည်းဆရာကြီးဦးစံချားဟာလည်းကဝေပြန်အသွင်ကနေတာမန်လူသားတစ်ယောက်အဖြစ်ပြန်လဲပြောင်းလဲလိုက်တော့တာပေါ့။မြေပြင်ပေါ်မှာလဲနေတဲ့ဆရာတော်ဦးစန္ဒာဟာလည်းကြောက်မက်ဖွယ်ကောင်းတဲ့ဖုတ်ကောင်အသွင်တွေပျောက်ကွယ်သွားခဲ့ပြီးတာမန်လူသားတစ်ယောက်ရဲ့ရုပ်အလောင်းအဖြစ်ပြန်လဲရောက်ရှိလို့သွားခဲ့ပါပြီ။ဒါပေမဲ့အဲ့ဒီရုပ်အလောင်းဟာသွေးသားတွေခန်းလျှောက်ပြီးအယိုးပေါ်အရေးတင်ဖြစ်နေတဲ့ရှောက်ကက်ကက်ရုပ်အလောင်းကြီးတစ်ခုအဖြစ်သာကြံ့ရစ်လို့နေခဲ့တာပါ။အရာအလုံးပြီးဆုံးသွားတဲ့အခါမှာတော့ရွာသားတွေဟာစုပေါင်းပြီးဆရာတော်ရဲ့ရုပ်အလောင်းကိုမိတကြိုပေးလိုက်ကြပါတယ်။ဆရာတော်ဟာနောက်ပိုင်းမှာမိစ္ဆာအဖြစ်ပြောင်းလဲသွားခဲ့ပေမဲ့အရင်ကရွာအပေါ်မှာထားခဲ့တဲ့ကျေးဇူးတရားနဲ့ကောင်းမှုကုသိုလ်တွေကိုထောက်ထားပြီးလူသားတစ်ယောက်အနေနဲ့နောက်ဆုံးခရီးကိုပို့ဆောင်ပေးခဲ့ကြတာပါ။အဲ့ဒီညကစပြီးတဲစုရွာမှာတရိတ်ဆန်တွေထူးထူးဆန်းဆန်းတည်ဆုံးတာမျိုးမရှိတော့ပဲအရင်လိုငင်းငင်းချမ်းချမ်းနဲ့ကြီးလက်ဘဝလေးကိုပြန်လည်ရရှိသွားပါတော့တယ်ဒီကနေ့ရဲ့ဇလန်လေးကိုအဆုံးထိနားဆင်ပေးကြတဲ့ကျွန်တော်ရဲ့ရှစ်ပရိသတ်တယောက်ရှင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်အားလုံးပဲတာယာပျော်ရွှင်သောနေ့ရက်ကလေးပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရခင်ဗျာ